မဝဲနိုင်တဲ့အနေအထားထိရောက်အောင်တင်းနေလောက်အောင်တော့မရှိဘူးလို့ဒီလိုသဘာဝကြကြပြောနိုင်တယ်ပေါ့နော်အိမ်ကနေခွာနိုင်တယ်ဆိုရင်မခွာနိုင်လောက်အောင်တင်းနေတာတော့မရှိဘူးပေါ့ဒါပေမဲ့အမြဲတမ်းကြာနှုံးပြီးသမုတ်စေတပါအဖြစ်အပြီးတိုင်ပြတ်တောက်သွားတာလားဆိုတော့အဲ့လိုတော့လည်းမဟုတ်ဘူးပေါ့ဟုတ်လားအဲ့တော့သူဖြတ်တောက်နိုင်တဲ့အနေအထားလေးကထွက်ခွာနိုင်လောက်တဲ့အနေအထားလေးထိရောက်အောင်တော့ဖြတ်တောက်နိုင်တယ်မထွက်ခွာနိုင်လောက်အောင်တားထားတဲ့အတားရှိတော့မဟုတ်အဆင့်ကတော့အမျိုးမျိုးရှိတယ်လို့ဆိုရမယ်နော်ကာမတုခကိုဘာဟာယပယ်ဆွင့်၍အနပိခိနောငဲ့ကွက်ခြင်းမရှိဘဲနဲ့ဣတံပိစိတ္တဝါနာအဲ့ဒီအနှောင်ဖွဲ့တွေကိုဖြတ်တောက်ပြီးတော့ပရိပဇံတိနော်ယတိယဟံပြုနိုင်ကြတယ်တဲ့နော်ဒီကထာလေးနှစ်ပုဒ်ကိုမြတ်စွာဘုရားကဒီဘုရားဖြစ်မှဟောလိုက်တာကြီးတော့မဟုတ်ဘူးသူကဘုရားမဖြစ်ခင်ဘဝတစ်ခုတုန်းကလည်းပဲယတိသူတော်စင်တစ်ပါးအနေနဲ့ဒီကထာနှစ်ပုဒ်ကိုဟောဖို့တယ်အဲ့ဒါမြတ်စွာဘုရားကဒီခုကောသလမင်းကြီးရဲ့နောက်ရာဇဝသားတွေကိုနှောင်ဖွဲ့ထားတာကိုမြင်ရလို့အဲ့ဒီအနှောင်ဖွဲ့လောက်မြင်တာတော့ရှိမယ်မထင်ပါဘူးလို့လာပြီးတော့လျှောက်ထားလာတဲ့ယဟန်တွေကိုပဲအကြောင်းပြုပြီးတော့မြတ်စွာဘုရားကဗန္ဒနာကာရဇတ်တော်တဲ့ပုဂ္ဂိုလ်မြတ်စွာဘုရားဟောပြတာလည်းရှိတယ်အဲ့ဒီဇတ်တော်ကိုဦးဇင်းတို့အချင်းချုပ်ပြီးတော့ပြောရရင်တခုသောဘဝတုန်းကဘုရားလောင်းကအမေအိုကိုပြုစုလို့ကြွေးပြီးတော့အမေတစ်ခုသားတစ်ခုနေကြရတဲ့အနေအထားမျိုးကြုံခဲ့ဘူးတယ်အဲ့လိုနေတော့မအေး